စိတ်ဟာအမှန်မှအရေးကြီးတယ်လို့ဆိုလိုတဲ့အဓိပ္ပာယ်ပဲအဲ့ဒါလို့အရေးကြီးတဲ့စိတ်ဟာအခြေအနေတစ်ခုအရပျက်စီးသွားပြီဆိုပါစို့လောဘနဲ့တွဲလိုက်လို့စိတ်ဟာညှဉ်းနှွမ်းသွားတယ်ဒေါသနဲ့တွဲလို့စိတ်ဟာညှဉ်းနှွမ်းသွားတယ်မောဟဆိုတဲ့အမှန်မသိတာနဲ့တွဲလို့စိတ်ဟာညှဉ်းနှွမ်းသွားပြီဆိုလို့ရှိရင်ပြောဆိုတဲ့စကားပြုလုပ်တဲ့အလုပ်တွေဟာပြဿနာတက်မဲ့အရာတွေကြီးပဲဖြစ်ကုန်တယ်ကောင်းကျိုးကိုမမျှော်လင့်နိုင်တဲ့အရာမျိုးတွေကိုပဲပြောလိုက်မယ်ကောင်းကျိုးကိုမမျှော်လင့်နိုင်တဲ့အလုပ်တွေကိုပဲလုပ်လိုက်မယ်ဒါကြောင့်မြတ်စွာဘုရားကမနတစေပဒုဋ္ဌေနဘာတတိဝါကရောတိဝါသူရဲ့စိတ်ဓာတ်ပျက်စီးသွားတဲ့စိတ်ဓာတ်ပြုပြင်ဆုံးမရမှာမဆုံးမပဲနဲ့ဆိုးကျင်တိုင်းဆိုးနေတဲ့စိတ်ဓာတ်နော်စိတ်ဆိုးစိတ်မိုက်နဲ့တခုပြောလိုက်မယ်ဆိုရင်လည်းအကောင်းမဖြစ်ဘူးလှုပ်လိုက်မယ်ဆိုရင်လည်းအကောင်းမဖြစ်ဘူးအကောင်းမဖြစ်ရုံနဲ့မဟုတ်ဘူးအဲ့ဒီပြုလုပ်မှုပြောဆိုမှုရဲ့နောက်မှာဒုက္ခတွေတတိတဒန်းကြီးဖြစ်ပေါ်လာလိမ့်မယ်တတောနံဒုက္ခမနွေတိပြဿနာတွေနောက်ကဇက်တိုက်လာဒါအဗ္ဗဓမ္မနေ့စဉ်ဘဝမှာတတိထားရမယ့်အချက်ပေါ့နော်တတိထားရမယ့်အချက်အပြောဆိုမတတ်လို့ပြဿနာတက်တာတွေလှုပ်ထားကြိုင်တာမဟုတ်လို့ပြဿနာတက်တာတွေလူလောကမှာနေ့စဉ်နဲ့အမျှမကြားခြင်းဆုံးရှိနေတယ်ပေါ့အဲ့ဒါဘာလို့ဆိုရင်စိတ်ကိုခြေခံလာတဲ့ဟာတွေပဲဖြစ်တယ်ကိုယ်စိတ်ရဲ့အနေအထားတစ်ခုကိုစဉ်းကျင်သုံးသပ်မှုကင်းနေပြီဆိုလို့ရှိရင်ကိုယ်စိတ်ရဲ့သဘာဝကိုထင်ထင်ရှားရှားသိနိုင်စွာရှိမှာမဟုတ်မမှန်ကန်တဲ့စိတ်နဲ့ပြောဆိုလိုက်တဲ့စကားတစ်ဖက်သားကိုထိခိုက်နစ်နာသွားစေတယ်ကိုယ်ကိုလည်းထိခိုက်နစ်နာသွားစေမမှန်မကန်တဲ့စိတ်ဓာတ်နဲ့တစ်စုံတစ်ခုလုံးလိုက်ရင်တစ်ဖက်သားကိုထိခိုက်သွားစေတယ်ကိုယ်ကိုလည်းထိခိုက်သွားအကျိုးမဲ့ဆွေးယုံမှုတွေဖြစ်ပေါ်စေပြီပြဿနာတွေနောက်ကတတိကြီးပါလာတတ်တယ်ဆင်ငယ်ဒါဟာစိတ်ကိုမထိန်လို့ဖြစ်တာလို့မြတ်စွာဘုရားဒီလိုဟောတာစက္ကံဝဝဟတောပဒံလှဲမှာကတ်ထားတဲ့နွားကြီးသွားသမျှနောက်ကလှဲပင်းကြီးကလိမ့်လိုက်နေသလိုပဲအဲ့ဒီစိတ်ကိုမထိန်နိုင်တဲ့ပုဂ္ဂိုလ်စိတ်ဆိုးစိတ်မိုက်နဲ့ပြောလိုက်တဲ့စကားပြောလိုက်တဲ့ပုဂ္ဂိုလ်စိတ်ဆိုးစိတ်မိုက်နဲ့အလုပ်တစ်ခုလုပ်လိုက်တဲ့ပုဂ္ဂိုလ်ရဲ့နောက်မှာပြဿနာတွေဟာတတိကြီးပါလာလိမ့်မယ်လို့သူတို့ဆိုတယ်ပေါ့နော်ပြဿနာဆိုတာဖြေရှင်းရမယ့်အချက်တွေဖြေရှင်းရရုံကဒုက္ခတွေဒီတတိကြီးလိုက်ပါတယ်ဒီဘဝတွင်ဒုက္ခမဟုတ်ဘူးနောက်ဘဝထီအောင်ဒုက္ခတွေဟာအကျိုးပေးပြီးတော့လိုက်နေမှာဖြစ်တယ်